အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုမှာတော့မိတ်ဆွေတို့ပေါ့နော်ဒါ pure JavaScript ရဲ့ Vue.js ရဲ့ React.js ရဲ့အဲ့တော့ဒီ language ၃မျိုးရဲ့ပေါ့နော် syntax လေးတွေကိုဒါပြောပြဝမှာဖြစ်ပါတယ်ပြောချင်တာဗျာအဲ့တော့ဒီ language ၃ခုရဲ့ဆိုးကျိုးကောင်းကျိုးတွေကိုပြောရမှာမဟုတ်ပါဘူးအဲ့တော့သူတို့လေးတွေကဘယ်လိုပုံစံလဲအဲ့တော့သူတို့လေးတွေရဲ့ syntax လေးတွေကဘာလဲဆိုတဲ့ဟာလေးကိုဒါပြောပြဝမှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာဗျာအဲ့ဒါလေးတွေပြောဖို့ပေါ့နော်ကျွန်တော် project တစ်ခုနဲ့ project တစ်ခုရေးပြမယ်ဗျာအဲ့တော့အဲ့ project တစ်ခုကဆိုလို့ရှိရင် JS ကို Vue or React သုံးမျိုးစလုံးနဲ့ရေးပြမယ်အဲ့တော့ project လို့ပြောလိုက်တာ ਨੇ ဒါကြီးကြီးမားမားလို့တော့မထင်ပါနဲ့အဲ့တော့ကျွန်တော်မှာ function 3ခုပဲပါမယ်ဗျာအဲ့ function ကပါလဲဆိုတော့ထားလိုက်ပါတော့ဒီနာမည်လေးတစ်ခုကို display ပြလိုက်မယ်အဲ့နာမည်လေးရဆိုလို့ရှိရင်ကျွန်တော် HTML ကနေမပြဘူး JavaScript ကနေပြမယ်အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့အဲ့နာမည်လေးတစ်ခုကိုကျွန်တော်တို့ change လုပ်လို့ရမယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့နာမည်လေးကိုပေါ့နော်ဒါ show height လုပ်လို့ရမယ်ဒီ feature ပေါ့ဒီ functionality ၃ခုကို or ဒီ Vue JavaScript ရဲ့ Vue ရဲ့ React ရဲ့ဒီ၃ခုနဲ့ပေါ့နော်ကျွန်တော်တို့ရေးပြမယ်ပေါ့နော်ရေးပြအောင်ပေါ့နော်မိတ်ဆွေတို့ကဒီအဲ့တော့ဒါ JavaScript ကိုလေ့လာပြီးသွားရဲဆိုလို့ရှိရင် React နဲ့ Vue တွေလေ့လာမယ်အဲ့တော့ base language ကကိုယ့်အတွက်ပို့ပြီးတော့ဒါ compatible ဖြစ်လေ fit ဖြစ်မလဲဆိုတဲ့ဟာလေးကိုရွေးလို့ရမှာပေါ့နော်အဲ့တော့မြင်ဘူးမှာပေါ့အဲ့ဆိုလို့ရှိရင်ဒါ Vue ရဲ့ code ကဘယ်လိုပုံစံလဲ React ရဲ့ code ကဘယ်လိုပုံစံလဲဆိုတဲ့ဟာလေးပေါ့နော် Okay အဲ့တော့ကျွန်တော်ကတော့ပေါ့နော်ဒီ code syntax လေးတွေကိုပေါ့နော်ဒါ overview ပဲပြောမယ်ဆိုတော့ပေါ့နော်မိတ်ဆွေတို့ကိုအဲ့တော့ project ဆောက်တဲ့ဟာလေးတွေကိုဒါမပြရတော့ဘူးကျွန်တော်မှာ folder လေးတွေဆောက်ပြီးသားရှိရဲအဲ့တော့ဒီ pure JavaScript အတွက်ပေါ့နော် folder တစ်ခုဆောက်ထားတယ်အဲ့တော့ React အတွက်တစ်ခုဆောက်ထားတယ် Vue အတွက်တစ်ခုဆောက်ထားတယ်အဲ့တော့ဒီဟာလေးတွေကို installation လုပ်ပုံတွေကိုကြတော့ကျွန်တော်အသေးစိတ်ဘာမှမပြောတော့ဘူးဘာလို့လဲဆိုတော့ code syntax လေးတွေကိုပဲပြောပါမှာမလို့ပေါ့နော် Okay ဆိုတော့ဒီ index.html ကဆိုလို့ရှိရင် JavaScript pure JavaScript ရေးမဲ့ file လေးပေါ့ဒီ app.vue ကတော့ Vue.js အတွက်ရေးမဲ့ file လေးပေါ့ဒီ app.jsx ဆိုတဲ့ဟာလေးကတော့ React အတွက်ပေါ့နော်ရေးရမယ့်ဒါ file လေးပေါ့နော်အဲ့တော့ဒါလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ browser ပေါ်မှာ run ထားပြီးသားရှိရယ် Vue တွေဆိုလို့ရှိရင်ဘာမှမရေးထားသေးတော့ဒီ warning ပေါ့နော် error တက်နေရယ် React ကတော့ဘာမှတော့မမြင်ရသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဘာမှမရေးရသေးလို့ Okay အဲ့တော့ဒီလိုပုံစံကိုရေးမယ်ဗျာအဲ့တော့ပထမဦးဆုံးအနေနဲ့ JavaScript အတွက်အရင်ရေးလိုက်မယ်ဗျာအဲ့တော့ JavaScript ကတော့ဒါလူတိုင်းရပြီပဲထားလိုက်တော့တယ်နော်ဒါပေမဲ့ကျွန်တော်ကရေးပြမယ်ဗျာနော် Okay အဲ့တော့ဒီဟာလေးရေးဖို့ဆိုလို့ရှိရင်အရင်လို့ရယ်ဒါကြောင့် HTML file တစ်ခုကိုကျွန်တော်ယူထားလိုက်မယ်အဲ့တော့ဒီဟာလေးဆိုလို့ရှိရင်အဲ့တော့ JS app လို့နာမည်ပေးလိုက်မယ်အဲ့တော့ဒါလေးရဆိုလို့ရှိရင်ဒါ p tag လေးတစ်ခုရေးလိုက်မယ်အဲ့တော့ p tag လေးလို့ပုံစံအဲ့ဒီမှာမောင်မောင်ဆိုပြီးတော့လောလောဆယ်ရေးထားလိုက်မယ်ကျွန်တော်ဒီနားလေးကို refresh လုပ်တယ်ဆိုလို့ရှိရင်မောင်မောင်ဆိုပြီးတော့မြင်ရတယ်ပေါ့နော်အဲ့တော့ button တစ်ခုရှိမယ်အောက်မှာဘာလေးနဲ့ဘာလေးလဲဆိုတော့ဒါ shade name ရဲ့ show height ရဲ့ဆိုရဲ button လေးတစ်ခုပေါ့နော်အဲ့တော့ button လေးshade name ပေါ့နော်ဒါလေးကတော့ဒါ shade name အဲ့တော့နောက်ထပ် button လေးတစ်ခုရှိမယ်နောက်ထပ် button လေးကိုကြတော့ sorry အဲ့တော့ဒီကောင်ကတော့ဘာလဲဆိုတော့ show height လို့ကျွန်တော်နာမည်ပေးလိုက်မယ် show height ဆိုတော့ဒါ very simple ဒါကြောင့်ကျွန်တော်တို့အဲ့ဒါလေးပြီးသွားပြီပေါ့နော်အဲ့တော့ design လေးတွေကတော့ကျွန်တော်ဘာမှမထည့်သေးဘူးပေါ့နော်အဲ့တော့ပထမဦးဆုံးကျွန်တော် design ထည့်ကြည့်အောင် design ထည့်ကြည့်မယ်အဲ့တော့ဒီကောင်ကိုဒီဘာလဲဆိုတော့ inline css တုံးလိုက်မယ်ဗျာအဲ့တော့ထားလိုက်ပါတော့ဗျာကျွန်တော်တို့နောက်ဆုံးမှပဲ design ထည့်လိုက်မယ် law တွေကတော့ functionality ကိုရေးလိုက်မယ်ဗျာ functionality ကိုရေးလိုက်မယ်ဆိုတော့ဒီမောင်မောင်ဆိုတဲ့စာသားလေးကိုဒါ HTML မှာဓာတ်ရိုက်ကျွန်တော်မရေးဘူးဗျာ JavaScript ကနေပဲရေးမယ်အဲ့တော့အခုက pure JavaScript ဆိုတော့ဗျာလူတိုင်းသိရကျွန်တော်က script ဆိုတဲ့အောက်မှာပဲကျွန်တော်ရေးရတယ်ကဲပထမဆုံးဘာလုပ်မလဲဆိုတော့ decl error declare variable variable တခုကိုကျွန်တော်တို့ declare လုပ်လိုက်မယ်အဲ့တော့ var led let const const varless const ကြိုက်တဲ့တုံးလို့ရတယ်ဘောစီကတော့very simple app ကိုရေးနေတဲ့အတွက်ကြောင့်လည်းကျွန်တော် var ဆိုတဲ့ဟာလေးကိုသုံးမယ် or name မှာကျွန်တော်မောင်မောင်ဆိုပြီးတော့ထည့်လိုက်မယ်အဲ့တော့ဒီလိုစရာဒီမှာဘာမှမထည့်ဘူးဗျာဒီနားလေးမှာမထည့်ဘူးဘာမှအောင်နေကြည့်လိုက်မယ်ကိုကျွန်တော်ဘာမှမထည့်ဘူးဘာမှမထည့်တော့မမြင်ရတော့ဒီမှာမမြင်ရတော့အဲ့တော့ဘာလို့လဲဆိုတော့ဒီ name ကိုဒီ p ထည့်မှာမလို့အဲ့တော့ထည့်မှာဆိုတော့ id လေးနဲ့ခေါ်ခြင်းတယ်ဗျာကြိုက်တာနဲ့ခေါ်လို့ရတယ် element ကနေတိုက်ရိုက်ခေါ်လို့ရတယ် id class ကြိုက်တဲ့
ဒီ balance ဆိုတော့ element selector တွေကနေခေါ်လို့ရတယ်ဒါပေမဲ့ id ကိုသုံးမယ်အဲ့တော့ name element လို့ပေးလိုက်မယ်ဗျာနော် id နာမည်အဲ့ဒီကနေခေါ်လိုက်မယ်ဗျာဘယ်လိုခေါ်မလဲဆိုတော့ထားလိုက်ပါတော့ဗျာဒီကောင်ကျတော့ display display name လို့ပြောလိုက်မယ် name ကို display လုပ်တော့မယ်ဗျာအဲ့ဒါလို့ရင်ဒါလေးကိုခေါ်လိုက်မယ်လောဒီကတော့ variable တစ်ခုအနေနဲ့သတ်မှတ်လိုက်မယ်ဗျာဒီ name element ကိုဒီလို name element ကိုအဲ့တော့ document တော့ get element by id get element by id နဲ့ကျွန်တော်ဘာကိုခေါ်မလဲဆိုတော့ name element ဆိုတဲ့ဟာလေးကိုခေါ်လိုက်မယ်ဆိုတော့ name element ဆိုတော့ဒီလိုပုံစံခေါ်ရဆိုလို့ရှိရင်ကျွန်တော်ဒီ p tag လေးကိုရတော့တယ်ပေါ့နော်အဲ့တော့ရမရပေါ့နော် data လေးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် console log တွေပါညာထုတ်လို့ရတယ်ဗျာပုံမှန်ဆိုလို့ရှိရင်ဒီလောက်အသေးစိတ်တောင်ကျွန်တော်မပြောချင်ပေါ့နော်အဲ့တော့ထားလိုက်ပါတော့ပြောလက်စာနဲ့ကျွန်တော်inspect လေးထောက်လိုက်မယ်ထောက်လိုက်တော့ refresh လုပ်တော့ဒီနားလေးမှာဒီ element တခုရလာတယ်ပေါ့နော်ဒီနားမှာရှိနေတဲ့ element တခုရလာအဲ့တော့ i element မှာကျွန်တော်ဘာလုပ်လိုက်အောင်ပဲလဲဆိုတော့ဒီ name element မှာပေါ့နော်အဲ့တော့ text content ဆိုတဲ့ဒီ function လေးကိုသုံးပြီးတော့ဒီ name ဆိုတဲ့ဟာလေးကို assign ရှာလို့ရတယ်ဒီ name ဆိုတဲ့ဟာလေးကိုဒီမှာ assign ရှာလိုက်တယ်ဆိုတော့ ip ထဲမှာမောင်မောင်ဆိုတဲ့စာသားလေးကပေါ်သွားတယ် wow we finish one အဲ့တော့ကျွန်တော်ကတခုပြီးသွားပြီပြောချင်တာအဲ့တော့ဒီဟာလေးပြီးသွားတာပေါ့နော်အဲ့တော့ဒီမောင်မောင်ဆိုတဲ့နာမည်ကိုပေါ့နော်ဒီ HTML မှာဓာတ်ရိုက်မထည့်ပေးနဲ့ပေါ့နော်ဒါ JS ကနေဘယ်လိုပုံစံထည့်မလဲဆိုတဲ့ဟာလေး or ဘယ်လိုပုံစံ display လုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြီးသွားပြီပေါ့နော်အဲ့တော့ second step အနေနဲ့အဲ့တော့ chain name အဲ့တော့ chain name ဆိုတဲ့ button လေးကိုနှိပ်လိုက်တာ ਨੇ ပေါ့နော်ဒီနားလေးမှာကြည့်ကြည့်လိုက်အဲ့တော့ chain name ဆိုတဲ့ button လေးကိုနှိပ်လိုက်တာ ਨੇ အဲ့တော့ကြော်ဆိုတဲ့စာသားလေးကိုကျွန်တော်မြင်ချင်တယ်နာမည် change ချင်တယ်အဲ့ဒါကို pure javascript နဲ့ဘယ်လိုပုံစံလုပ်မလဲ okay very simple အရန်လွယ်အဲ့တော့ဒီနားလေးမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ on click ဆိုတဲ့စာ or ဒီ function လေးတောင်းလိုက်မယ်အဲ့တော့ chain name ဆိုတဲ့ method လေးကိုခေါ်လိုက်မယ်လောစီကတော့ဒီ chain name ဆိုတဲ့ method လေးက javascript ထဲမှာမရှိသေးဘူးမရှိသေးတော့ဒီမှာကျွန်တော်ရေးမှရမှာပေါ့နော်အဲ့တော့ chain name ဆိုတဲ့ဒီ comment အောက်မှာ function လေးတစ်ခုရေးလိုက်မယ် function အဲ့တော့ chain name sorry ဒီနားလေးမှာအဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုတော့ပေါ့နော်နည်းနည်းသိလိုက်မယ်အဓိပ္ပာယ်ကဘာလဲဆိုတော့ဒီ chain name ဆိုတဲ့ button ကိုနှိပ်လိုက်တာ ਨੇ ပေါ့နော်နှိပ်လိုက်တာ ਨੇ chain name ဆိုတဲ့ဒီ function အလုပ်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့တကယ်အလုပ်လုပ်မလုပ်ကိုကျွန်တော်ဘာလဲဆိုတော့ console log လေးနဲ့တွားပြီးတော့ဘာလဲဆိုတော့စစ်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကို refresh လုပ်လိုက်မယ် refresh လုပ်လိုက်တော့ chain name ဆိုတဲ့ဟာလေးနှိပ်လိုက်တယ်ဒီနားလေးမှာဘာလဲဆိုတော့ chain name ဆိုတဲ့ဟာလေးကိုကျွန်တော်ဒါမြင်ရတယ်ပေါ့နော်okay အဲ့ဒါလို့ရှိရင်လည်းလုပ်ပြီးဆိုတော့ဘာလုပ်လို့ရလဲဒီ name ကိုကြော်ဆိုပြီးတော့ပြောင်းလိုက်မယ်အဲ့တော့ name element မှာဘာလဲဆိုတော့ပြန်ပြီးတော့ value change မယ်ဗျာအဲ့တော့ဘယ်လိုလုပ်မလဲအဲ့ဆိုလို့ရှိရင်ဒီအပေါ်က name လေးကိုပဲထပ်ခေါ်လိုက်မယ်ဒီနားလေးမှာအဲ့တော့ဒီနားလေးမှာကြော်ဆိုပြီးတော့ထည့်လိုက်မယ်ကြော် okay ဆိုတော့ name ကို value change လိုက်ပြီးမောင်မောင်ကနေကြော်အဲ့တော့ဒီ name element မှာထပ်ပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ tag context မှာကျွန်တော်ဗာထည့်ရမလဲဆိုတော့ဒီ name ကိုထပ်ပြီးတော့ assign ပြန်ရှာပေးရမယ်ဒါမှ chain ဖြစ်မယ်ပေါ့နော်အဲ့တော့ chain name ကိုနှိပ်လိုက်တာ ਨੇ ကြော်ဆိုပြီးတော့ပြောင်းသွားတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့ feature တစ်ခုပြီးသွားပြီနာမည်ကို display ပြတာရယ်အဲ့နာမည်ကို chain လုပ်တာရယ် feature တစ်ခုပြီးသွားပြီ very simple right လွယ်ရယ်နောက်တစ်ခုကဘာလဲဆိုတော့ show height အဲ့တော့ဒါလေးကိုနှိပ်လိုက်တာ ਨੇ အဲ့တော့ပေါ်နေပြောင်းမယ်ပြောင်းနေပေါ်မယ်ဗျာအဲ့လို toggle လုပ်မဲ့ဟာလေးတစ်ခုပဲကျန်တော့ရယ်ပေါ့နော်အဲ့ဒါလို့ရှိရင် TOGGLE toggle visibility ဆိုရက်ဟာလေးကိုကျွန်တော်လောက်ရအောင်မယ်အဲ့တော့ဒီကောင်လေးအဲ့လိုပဲအဲ့တော့ on click နှိပ်လိုက်တာ ਨੇ ဗျာဟုတ်နော် on click နှိပ်လိုက်တာ ਨੇ အဲ့တော့ TOGGLE visibility visibility line ပါနေတယ် sorry เนาะဒါတော့စလုံးပေါ်မှာကောင်းမှနိုင်တယ်ပေါ့နော်အဲ့တော့ထားလိုက်ပါတော့အဲ့ဆိုလို့ရှိရင်ဒီလို method လေးတစ်ခုရှိလာမယ်လောစီကတော့ဒီ method မရှိသေးဘူးအဲ့တော့ show height ဆိုတဲ့ဒီ button လေးကိုနှိပ်လိုက်တာ ਨੇ function လေးတစ်ခုအဲ့တော့ဘာလဲဆိုတော့ fire လုပ်ချင်တယ်ဒါကြောင့်ကျွန်တော်တို့က function လေးတစ်ခုကိုထပ်ပြီးတော့ဖန်တီးလိုက်တယ်အဲ့တော့ဒီ function လေးတကယ်လုံးမလို့ console log လေးတစ်ခုထုတ်လိုက်မယ်ဘယ်လိုပုံစံလဲဆိုတော့ it works ဆိုတဲ့ဟာလေးပေါ့နော်
or ဒါလေးကိုနှိပ်လိုက်တဲ့အချိန်မှာ it works ဆိုတဲ့ဟာလေးကိုကျွန်တော်မြင်ရတယ်ပေါ့နော်မြင်ရတယ်ဆိုတော့လုံးနေပြီဆိုတဲ့တဘောအဲ့တော့အဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီပေါ့နော်ဒီဟာလေးကိုဖော်လိုက်ဖြောက်လိုက်လောက်ရမှာဗျာအဲ့တော့ဖော်လိုက်ဖြောက်လိုက်လောက်ရမှာဆိုတော့အဲ့တော့လွေတာတစ်ခုရှိရဗျာအဲ့တော့ထားတော့ name element လေးပေါ့နော်ဒီကောင်ကဒီမှာကျွန်တော်ခေါ်ပြီးသားရှိရဒီနားလေးမှာခေါ်ပြီးသားရှိရအဲ့ကြောင့်ဒီ name element ရဲ့ပေါ့နော်ဒါ style အဲ့တော့ဒါကတော့ဒီ JavaScript ကနေ CSS ကိုဒီလိုပုံစံ handle လုပ်တယ်ဗျာဒါကတော့ကျွန်တော်ကဒါ course မဟုတ် lesson မဟုတ်တဲ့အတွက်ပေါ့နော်အသေးစိတ်တော့ကျွန်တော်ရှင်းပြမနေတော့ဘူးအဲ့တော့ display သူ့ကိုဗာလဲဆိုတော့ဖြောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် none ဆိုပြီးတော့ထားလို့ရတယ်ဗျာဒါကတော့ဖြောက်တာပေါ့ဒါကတော့ဖြောက်တာအဲ့တော့ဒါကိုနှိပ်လိုက်တယ်ဒါပြောက်သွားဒါပေမဲ့ပြန်နှိပ်လိုက်တဲ့အချိန်မှာပေါ်ခြင်းတယ်အဲ့လိုပုံစံမျိုးဘယ်လိုပုံစံလုပ်မလဲဆိုတော့ကောင်းကောင်းကတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ VISIBLE visible ကိုပထမဦးဆုံးအနေနဲ့ true ထားလိုက်မယ် variable တခုကျညာလိုက်မယ်အဲ့တော့ဒီကောင်အောင်ပဲကျွန်တော်ကစားလိုက်မယ်ဒိတ်ပဲကဘာလဲဆိုတော့ဒီ visible ထဲမှာအဲ့တော့တကယ်တော့ default နေဒီကောင်က true ဖြစ်နေအဲ့တော့ဒီ button ကိုနှိပ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင် true ဖြစ်နေရဆိုလို့ရှိရင် false ထည့်မယ် false ဖြစ်နေရဆိုလို့ရှိရင် true ထည့်မယ်ဒါကြောင့်ဒီလိုပုံစံကျွန်တော်ထည့်လို့ရတယ်ဗျအဲ့တော့ဒီကောင်က true ဖြစ်နေတဲ့အချိန်ဆိုလို့ရှိရင် false ဝင်ပါမယ် false ဖြစ်နေတဲ့အချိန်ဆိုလို့ရှိရင် true ဝင်ပါမယ်စန့်ကျင်ဘက် value ကိုထည့်လိုက်တဲ့ trade ပေါ့ဆိုတော့ကျွန်တော်ကဒီနားလေးမှာ none ဆိုပြတော့တခါထည့်လို့မရတော့တကယ်လို့များဒီ visible ကဆိုလို့ရှိရင်ပေါ့နော် true ဖြစ်နေသလား true ဖြစ်နေဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က true ဖြစ်နေဆိုလို့ရှိရင်ပေါ်လိုက်မယ်ပေါ်က block လို့ခေါ်တယ် false ဖြစ်နေဆိုလို့ရှိရင် none လုပ်လိုက်မယ်အဲဆိုလို့ရှိရင် display ကဘာလဲဆိုတော့ visible က true ဖြစ်နေဆိုလို့ရှိရင် block ဖြစ်မယ် display က visible က false ဖြစ်နေဆိုလို့ရှိရင် none ဖြစ်မယ်အဲ့ဒါလေးကိုပြောချင်တာအဲ့တော့ဒါလေးကိုအဲဆိုလို့ရှိရင်ပြောက်တယ်ပေါ်တယ် very simple see အဲ့တော့အရန်လွယ်ရွာပြောချင်တာ the pure JavaScript နဲ့လောက်ရတာပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကလွယ်ရထင်ရတာဒါခက်နေအများကြီးရေးနေရတယ်နောက်ပိုင်းကျွန်တော်တို့ view တို့ react တို့နဲ့လောက်လာတဲ့အချိန်တွေမှာအချိန်မှာကြည့်လိုက်ဗျာဒီထက်ပိုလွယ်သွားမယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော် feature 3ခုစလုံးပြီးသွားစာသားလေးကို JavaScript ကနေဖော်တယ်စာသားလေးကို JavaScript ကနေ chain တယ်ပေါ့နော်ဒါတော့ show high လုပ်တယ် very simple ကျွန်တော်ပြီးသွားပြီဗျာဆိုတော့နောက်ဆုံးတစ်ခုပဲကြံတော့တယ်ဗျာအဲ့ဒါပါလဲဆိုတော့ design ပေါ့နော် CSS ဘယ်လိုထည့်မလဲအဲ့တော့ဒီပထမတစ်ခုကိုကျတော့ကျွန်တော်ကဗာလဲဆိုတော့ inline style နဲ့ထည့်လိုက်မယ်ဗျာ inline ဆိုတော့ဒီချိန်မှာပဲထားရိုက်ထည့်တာအဲ့တော့ color ကိုကျွန်တော် orange လို့ပဲထည့်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါ orange အရောင်မြင်ရတယ်ဗျာအဲ့တော့ button လေးကိုဗျာနှစ်ခုစလုံးက design တူချင်တယ်ဆိုတော့ပေါ့နော်အဲ့တော့ထားလိုက်ပါတော့နှစ်ခုစလုံး design တူချင်တယ်ဆိုလို့ရှိရင် BDN ဆိုပြီးတော့ class လေးတစ်ခုပေးလိုက်မယ်ပြီးရင် internet CSS အနေနဲ့ကျွန်တော်တို့manage လုပ်လို့ရတယ်เนาะ internet CSS ထဲမှာထည့်လို့ရတယ်လို့ပြောချင်တာဗျာအဲ့တော့ .btn လို့ခေါ်ပြီးတော့ဒီနားလေးမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ပြင်လို့ရတယ်လို့ပြောချင်တာပေါ့နော်ထားလိုက်ပြီးတော့ padding ကို10 pixel ပေးလိုက်မယ်အဲ့တော့ refresh လုပ်တော့နေကြီးသွားတယ်ဗျာနော်အဲ့တော့ border radius ပေးလိုက်မယ် border radius ကို let's say 20 pixel ကျွန်တော်20 pixel ပေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့တော်တော်များသွားပြီထားလိုက်ပါတော့ဗျာဒါကိုယ့်ကိုလှလိုက်လို့ပဲစိတ်ထဲမှာမှတ်လိုက်ထားလိုက်ပါနော်အဲ့တော့ border ကိုဆိုလို့ရှိရင်ဒါကျွန်တော်0ပေးလိုက်မယ်ဗျာအဲ့တော့ border မပေးဘူးပေါ့ဗျာဥပမာ background color ပေးလိုက်မယ်အဲ့တော့ background color ဆိုလို့ရှိရင် orange ပေးလိုက်မယ်အဲ့ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အဲ့တော့ဒါတော့အဲ့ဆိုလို့ရှိရင်ဒီဒါ pure JavaScript ပေါ့ Yo app က Vue React တွေမှာပါတဲ့ Yo app မှာဆိုလို့ရှိရင် inline CSS ကိုဒီလိုပုံစံမျိုးပေးတယ်အဲ့တော့ internet CSS ကိုဒီလိုပုံစံမျိုးပေးရဆိုတဲ့ဟာလေးကိုကျွန်တော်ပြောချင်တာဒီလိုပုံစံကိုပဲပေါ့နော်ကျွန်တော် Vue ကို React ကိုဒီနှစ်ခုစလုံးမှာရောဒီ inline နဲ့ internet CSS ကိုကျွန်တော်ရေးပြအောင်ပါဗျာအဲ့ကြောင့်မလို့ကျွန်တော်ဒီထဲမှာထည့်တာပေါ့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြီးသွားအဲ့တော့ external CSS ကတော့မရေးတော့ဘူးပေါ့နော်ဘာလို့ဆိုတော့ Vue တို့ React တို့ကျတော့တို့က folder structure တွေ main ဆိုတော့ဒါတိတ်နားမလည်မှာဆိုတော့ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာပြီးသွားလဲဆိုတော့ဒါဟိုပြီးသွားဒီ pure JavaScript နဲ့ဘယ်လိုပုံစံရေးမလဲဆိုတဲ့ဟာလေးကျွန်တော်ပြီးသွားပြီဒါ code လေးတွေဒီလိုရှိရဲအဲ့တော့ pure JavaScript မှာဆိုလို့ရှိရင်ဒါ element တွေရှိရဲအဲ့တော့ element အောက်မှာကျွန်တော်တို့ဗာလဲဆိုတော့ JavaScript ရေးရဲအဲ့တော့အဲ့ element တွေကိုဒီ JavaScript ကနေ handle လုပ်ချင်တယ်ဆိုလို့ရှိရင် get element by id တို့ဘာလို့ညာတို့ကျွန်တော်ခေါ်ပြီးတော့ assign ရှာတယ် name တွေကို change ချင်တယ်ဆိုလို့ရှိရင်နောက်တစ်ခါထပ်ပြီးတော့ assign ရှာရတယ်ဗျာဒီလိုပုံစံမျိုးလေးတွေကို pure JavaScript နဲ့ဒီလိုပုံစံ handle လုပ်တယ်ဆိုတဲ့ဟာလေးကိုဒါပြောချင်တာပေါ့အဲ့တော့ Vue React တော့မှာဒီတက်လွယ်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဒါ Vue နဲ့ဘယ်လိုပုံစံလုပ်မလဲဆိုတဲ့ဟာလေးကိုကြည့်မယ်ဗျာ
Okay ဆိုတော့ကျွန်တော်တို့ view နဲ့ဆိုလို့ရှိရင်ဒီ app.view မှာရေးမယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါကြောင့် app.view ကိုတွားမယ်အခုဆိုလို့ရှိရင်ဒါ view app ကိုကျွန်တော်ဒါ run ထားတာအဲ့တော့အဲ့ထဲမှာဘာ element မှမရေးသေးတဲ့အတွက်ကြောင့်လည်းဒီလိုပုံစံမျိုးတော့ error တက်တယ် Vue.js app မှာ Okay view ဆိုလို့ရှိရင်ဗျာအရန်ရှင်းတဲ့ထဲမှာပါတယ်အဲ့တော့ဒီ pure javascript လေ့လာပူတယ်ပေါ့နော် HTML CSS javascript ဒီဘာသာ၃ဘာသာပေါ့နော်ဒီ language ၃ခုလေ့လာပူတဲ့လူရဲ့အတွက်ဆိုလို့ရှိရင်ပေါ့နော်React ထက်စားလို့ရှိရင် view ကတော့ပို့ပြီးတော့ beginner friendly ဖြစ်တယ်လို့ပြောလို့ရတယ် very easy to adapt ဗျာတော်တော်လွယ်ရဲ့ထဲမှာပါတယ်ပေါ့အော် React ကကြတော့မလွယ်လို့ပြောချင်တာမဟုတ်လွယ်ရဲ့ဒါပေမဲ့ပို့ပြီးတော့ learning curve တွေကြီးရဲ့အဲ့တော့ဒီဘယ်လိုပြောရမလဲဆိုတော့ view ထက်စားလို့ရှိရင်တော့ဒါ view ကိုတစ်လလောက်လေ့လာရတယ်ဆိုလို့ရှိရင် React ကတော့3လလောက်လေ့လာရတယ်ဆိုတဲ့ပုံပေါ့ဒါပေမဲ့နှစ်ခုစလုံးမှာအားနေချက်အားသာချက်တွေရှိရဲ့ or opportunity တွေလည်းနှစ်ခုစလုံးမှာအဲ့လိုအနေများကွာတက်တယ်ပေါ့နော်ဒါနိုင်ငံဒီ company ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အဲ့တော့ view ကိုရေးမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ view တာမန်ကျွန်တော်တို့ app တွေလိုပဲပေါ့နော်ပိုင်း၃ပိုင်းနဲ့ခွဲလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် CSS ရဲ့အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုတော့ temp ဒီ HTML ရဲ့ JavaScript ရဲ့အဲ့လိုပုံစံမျိုးပဲဒီမှာဆိုလို့ရှိရင်အဲ့တော့ HTML ဆိုပြီးတော့တက်ကွေးရဗျာဒီထဲမှာဆိုလို့ရှိရင်အဲ့တော့ template ထဲမှာ HTML code တွေရေးလို့ရတယ်အဲ့တော့ JavaScript တွေကိုကြတော့ဒီ script ဆိုတဲ့ဟာထဲမှာရေးတယ်ဗျအဲ့တော့ဒီ script ဆိုတဲ့ဟာထဲမှာနော်အဲ့တော့ CSS တွေကိုကြတော့ style ထဲမှာရေးတယ်ဒီလို style ထဲမှာရေးရပါနော်အဲ့တော့ဒီ setup တို့ scope တို့ကြတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးအဲ့ဒါတွေကပုံမှန်ဆိုလို့ရှိရင်အဓိပ္ပာယ်တွေရှိတယ်ဒါမဲ့ဒါကတော့ Vue.js course mode တဲ့အတွက်ကြောင့်လည်းကျွန်တော်တော့ပြောမနေတော့ပါနော်ဒီထဲမှာကျွန်တော်ဗာလဲဆိုတော့ JS code တွေရေးမယ်အဲ့တော့ဒီလိုလေး outline ဆင်းလိုက်မယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ဗာရေးမလဲဆိုတော့ဒါ HTML code တွေရေးမယ်ဒီထဲမှာဆိုလို့ရှိရင်ဒါ CSS code တွေရေးဒါကတော့ဟိုပါပေါ့နော်ဒီ Vue.js ရဲ့ဒါဒီ Vue.js file define ရဲ့ syntax လေးတွေဒီလိုပုံစံရှိရဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြတာပါနော်အဲ့တော့ဒါလေးကိုပြန်ဖြတ်မယ်အဲ့တော့ဒါလေးကိုဖြတ်မယ် Okay အခုဆိုလို့ရှိရင်တော့ဒါ error တက်တော့မှမဟုတ်လို့ကျွန်တော်ထင်တယ်အဲ့ကြောင့်ကျွန်တော် error လေးတော့မမြင်ရတော့ဗျာဆိုတော့ပုံမှန်ပဲဒီဘက်ကလိုပဲပေါ့နော်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ P ရှိမယ် button တစ်ခုရှိမယ်အဲ့တော့ P တစ်ခုရှိမယ်ဗျာလောစင်မောင်းဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာတွားကြည့်တဲ့အချိန်မှာပေါ်တယ်အဲ့တော့တေချာတာကတော့ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ refresh လုပ်ပေးရတယ်ဒီ view တို့ react တို့ကြတော့အဲ့လိုမျိုး refresh လုပ်စရာလိုလားဆိုတော့မလိုဘူးဘာလို့လဲဆိုတော့တို့တွေကြတော့ဒီ hot reload တွေပါညာပါလို့ပေါ့နော်အဲ့တော့တို့မှာလည်း button တစ်ခုရှိမယ်ပထမ button တစ်ခုကတော့ chain name ဆိုတဲ့ဟာလေးခုရှိမယ်ဒါလေးကို save ပြီးတော့တွားကြည့်ရင်တော့ chain name ဆိုတဲ့ဟာလေးမြင်ရတယ်နောက် button တစ်ခုကတော့ဘာလဲဆိုတော့show height ပေါ့ဗျာဒါခေါ်လိုက်ဖြောက်လိုက်လုပ်ချင်တဲ့ဟာလေးပေါ့ဒီလိုပုံစံလေးပေါ့နော်ဒီလိုပုံစံ Okay အဲ့ဆိုလို့ရှိရင် button တစ်ခုရတယ်စာသားလေးတစ်ခုရတယ်ဒေချာတာကတော့ကျွန်တော်ဒီစာသားဒီစာလေးကိုဘာလဲဆိုတော့ဒီကနေဒီ HTML ကနေပြချင်တာမဟုတ် JavaScript ကနေပဲပြချင်တာအဲ့ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံလုပ်မလဲ Okay ထားလိုက်ပါတော့ဗျာ DECL error error declare variable ကို declare လုပ်မယ်အဲ့တော့ Vue.js မှာ ဒီ variable ကို declare လုပ်တာရန်လို့ရအဲ့တော့ name အဲ့တော့ဒါမဲ့တေချာတာကကျွန်တော်တို့ကဒီ Vue တို့ React တို့ဒီ Vue.js ကဗျာပြောမှဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဆိုတော့အဲ့တော့တမျိုးကြဒီလိုမောင်ဆိုပြီးတော့ကျွန်တော်တို့မဟုတ်တော့တခုတော့ပို့တယ်ဒီဟာလေးကိုဘာလေးနဲ့အုပ်ပေးရလဲဆိုတော့ wrap ဆိုတဲ့ဟာလေးနဲ့အုပ်ပေးရတယ် wrap အဲ့ဒါလေးကို import လုပ်ပေးရတယ်ဒီမှာ view ကနေ import လုပ်ထားတယ်နော်ဒီလိုပုံစံတော့ဖြစ်သွားတယ်ပေါ့အဲ့တော့ wrap နဲ့အုပ်ရတာလေပုံမှန်ဆိုလို့ရှိရင်အဓိပ္ပာယ်ရှိရဗျာဒါပေမဲ့ဒါတွေကတော့အသေးစိတ်ကျွန်တော်မပြောတော့ဘူးပေါ့နော် okay အဲ့တော့ဒီ name ကိုဒီနားလေးမှာပေါ်ကျင်တယ်ဆိုလို့ရှိရင်ဒီ pure javascript လိုမျိုးဗျာဒီမှာ id အရင်တတ်မှတ်ပြီးတော့ id ကိုခေါ်ပြီးတော့ id မှာကျွန်တော်တို့ tag context ဆိုတဲ့နေရာမှာ assign ရှာတော့ဘာလို့ညာတော့အဲ့လောက်ထိလုပ်စရာမလိုအဲ့တဲ့လွယ်သွားဒီ name ကိုတွားပြီးတော့ဒီမှာတွားပြီးတော့ဒီလို double curly braces ထဲမှာကျွန်တော်တို့ထည့်လိုက်အောင်မယ်အဲ့ဆိုလို့ရှိရင်မောင်ဆိုပြီးတော့ဒီမှာပေါ်တယ်ဒါဘယ်လောက်လွယ်ဗျာကျွန်တော်တို့ dp ကိုဒီ javascript ကနေခေါ်နေစရာမလိုဒီ name ကိုတစ်ခါတွားပြီးတော့ထည့်လိုက်အောင်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာအလုပ်တစ်ခုတက်တာဝါတာ display name ဆိုတဲ့ဟာလေးဒီကောင်လေးတစ်ခုမလိုတော့ပေါ့နော်တခါတည်းဒီ name ကိုဒီမှာတွားပြီးတော့ display ပြတာနဲ့ကျွန်တော်တို့ဒါ py လို့ပြောလို့ရတယ်ပေါ့နော် very easy ပေါ့နော်အဲ့ဆိုလို့ရှိရင် display ပြတာကျွန်တော် py အဲ့တော့ display name ဆိုတဲ့ဟာလေးရအောင်မှာdisplay name ဆိုတဲ့ဟာလေးတော့မှဒီမှာမလိုတော့ဘူးเนาะဒီနားလေးမှာမလိုတော့ပြတ်သွားတယ်ဒီ Vue.js မှာအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ chain name နာမည် chain မယ်
okay နာမည် chain မယ်ဆိုတော့ okay အဲ့တော့တူတယ်ဗျာဒီမှာလေဒီ chain name ဆိုပြီးတော့ or Vue.js မှာကြတော့ on click လို့တော့မရေးတော့အဲ့တော့ဒီတိုင်းရေးလို့ရတယ်ဗျာဒီတိုင်းရေးလို့ရတယ်ဒီ art sign လေးနဲ့ပေါ့နော် art sign လေးနဲ့ click ဆိုပြီးရေးလို့ရတယ်အဲ့ဒီမှာ chain name ဆိုတဲ့ဟာလေးကိုဒီ method လေးကိုဒီမှာခေါ်လိုက်မယ်နော်အဲ့တော့အဲ့ method ကတော့မရှိသေးဘူးအဲ့တော့ law တွေဒီအောင်လေးမှာရေးလိုက်မယ်အဲ့တော့ const အဲ့တော့ function ကတော့ကြိုက်လို့တော့ရေးလို့ရတယ်ဗျာ view function တွေနဲ့လေးရေးလို့ရတယ်ဆောနာကျွန်တော်ဒီလိုပုံစံလေးရေးလို့ရတယ်ဗျာဒီလိုပုံစံလေးရေးလို့ရတယ်ဒါတော့ကြိုက်လို့ရေးလို့ရတယ်ထင်မှာပါတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံရေးလိုက်မယ်ထားလိုက်ပါတော့ပေါ့နော်အဲ့တော့ it works ဆိုပြီးတော့ console လေးတစ်ခုထုတ်လိုက်မယ်လုံးမလုံးကိုကြည့်ဖို့ပေါ့နော် console တော့လိုက်မယ်နှိပ်လိုက်တဲ့နေ့မှာ it works ဆိုပြီးတော့ပေါ်တယ်အဲ့ဆိုလို့ရှိရင်ဒါလုပ်တယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမရေးပင်နဲ့ UF function တွေနဲ့ရေးမယ်ဆိုလို့ရှိရင်လေဒါဘာမှမဖြစ်ဘူးရတယ်ဗျာဒါ UF function အဲ့တော့ဒါလေးအလုပ်ကတော့လုပ်မှာနော် sorry အဲ့တော့ဒီနားလေးမှာလုပ်တယ်နော်ကြိုက်လို့ရေးလို့ရတယ်အဲ့ဆိုလို့ရှိရင်နာမည်ကို change မယ်ဆိုလို့ရှိရင်လေဟိုကလိုမျိုးပေါ့နော်ဒီကလိုမျိုးပေါ့နော်အဲ့တော့ chain name ကဒီလိုပုံစံမျိုးနှစ်ချောင်းတွေပါညာရေးနေစရာမဟုတ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လိုက်အောင်မလဲဆိုတော့ဒီ name.value မှာဗျာဒီ name ပေါ့နော်ဒီ name.value ဆိုပြီးတော့ဒီနားလေးမှာ sorry ကြော်ဆိုပြီးတော့ထည့်လိုက်အောင်ပဲပေါ့နော်ဒီလိုပေါ့အဲ့ဒါလိုရင်ကြည့်လိုက်ဗျာဒီမှာကြော်ဆိုပြီးတော့ပေါ်တယ်အဲ့တော့ပို့ပြီးတော့လွယ်ရလို့ပြောလို့ရတယ်ဗျာကျွန်တော်တို့ဒီ JavaScript တို့ React တို့ဒီ library framework တွေသုံးတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်တို့ Vue တို့ React တို့ပို့ပြီးတော့ခက်စားလာတာကိုနော်ဒါကတော့ဘာမှမဟုတ်တဲ့ display လောက်ပေါ့နော် chain name လောက်မလို့တာတိတ်မသိတာဗျာဒီ pure JavaScript ရဲ့ကုန်းတယ်ပေါ့နော်အဲ့တော့ project တွေတကယ် happy ကြီးလာတဲ့ဘာညာကြီးဆိုလို့ရှိရင်အရန်သိတာတယ်ဗျာနော်ဆိုတော့ဒါတော့ chain name ပြီးသွားပြီနောက်တစ်ခုကတော့ဘာလဲဆိုတော့ TOGGLE VISIBI align visibility or toggle visibility အဲ့တော့ဒီမှာဆိုလို့ရှိရင် function လေးတစ်ခုရှိမယ်ဗျာအဲ့တော့ TOGGLE VISIBI align အဲ့တော့ဒီမှာ function လေးတစ်ခုရှိလိုက်မယ်ဗျာအဲ့တော့ log တွေ console လေးတစ်ခုထုတ်လိုက်မယ်နော် console လေးတစ်ခုထုတ်လိုက်မယ်ဒီကောင်ခေါ်တဲ့ method ကတော့မရှိသေးဘူးအော်ဒီ element ကတော့မရှိသေးဘူးအဲ့တော့ show height ဆိုတဲ့ button လေးကိုနှိပ်လိုက်တာ ਨੇ ဒီ toggle visibility ဆိုတဲ့ method လေးလှုပ်မယ် function လေးလှုပ်မယ်နော်အဲ့တော့ view မှာကြတော့ဒါလေးဟိုခွင်းစားကွင်းပိတ်မလိုတော့ဘူးနော်အဲ့တော့လှုပ်လာတော့ကြည့်ရအောင်အဲ့တော့ he ဆိုတဲ့ပေါ်လာပြီအဲ့ဆိုလို့ရှိရင်လှုပ်နေပြီ thread date ပဲအဲ့တော့ဒီမှာလေးပေါ့နော်ဒီကောင်ပေါ်ဖို့ပျောက်ဖို့ဘယ်လိုပုံစံလုပ်မလဲအဲ့တော့ဘယ်လိုပုံစံလုပ်မလဲဆိုတော့ဒီမှာလေးအဲ့တိုင်းပဲပေါ့နော်ကျွန်တော်ကဗာလဲဆိုတော့ VISI VLE visible ပေါ့နော်ဒါထားလိုက်ပြီး is visible လို့ပြောလိုက်မယ်ဗျဒီ is visible ဆိုတဲ့ဟာလေးကိုလောလောဆယ်ဗာလဲဆိုတော့ variable တိုင်းကို ref နဲ့ အုပ်ပေးရတယ်ဗျ true လို့ထားလိုက်မယ် variable တခုကိုကြီးညာလိုက်မယ်အဲ့တော့ i ကိုကျွန်တော်အသေးနဲ့ပဲရေးလိုက်မယ် is visible အဲ့တော့ဒီမှာကျတော့ဒါနဲ့တော့မတူတော့ဗျာဒီလို CSS တွေဘာညာထိနေစရာမလိုတော့ Vue.js မှာဘယ်လောက်ထိလွယ်လဲဆိုတော့ပြလိုက်မယ်ဗျာကြိုပြီးတော့ဒါ is visible ကို true လို့ထားရဗျာအဲ့တော့ဒီကောင်လေးကို condition ထည့်လို့ရတယ်အဲ့တော့ Vue.js မလို့ vif ဗျာနော်အဲ့တော့ပြောချင်တာဒီ sorry is visible က true ဖြစ်တဲ့ဆိုမှ name ကိုပြမယ်လို့ပြောချင်တာဒါvif is visible if visible က true ဖြစ်တဲ့ဆိုမှဒီ element ကိုပြမယ်ဆိုတဲ့အဓိပ္ပာယ်အခုကလောလောဆယ် true ဖြစ်နေတဲ့အတွက်ကြောင့်လည်းဒီမှာပေါ်နေတကယ်လို့များ default အနေနဲ့ကျွန်တော်တို့ကဒီကောင်ကို f force လို့ထားကြည့်ရဆိုလို့ရှိရင်တော့ဒါပေါ်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့် default အနေနဲ့ကျွန်တော်တို့ကဘာထားမလဲဆိုတော့ true လို့ထားလိုက်မယ်အဲ့ဆိုလို့ရှိရင်ဒါပေါ်ပြီကျွန်တော်မဆက်ပြသေးဒီမှာနော်ပေါ်ပြီအဲ့ဆိုလို့ရှိရင်အဲ့တော့ဒီမှာ toggle လုပ်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဘာလုပ်လိုက်ရုံမလဲဆိုတော့ if visible ရဲ့ value မှာပေါ့နော်သူ့ရဲ့ဘာလဲဆိုတော့ sentence value ကိုထည့်လိုက်ရုံပဲဗျာဒီကောင်ကိုပဲပြန်ထည့်လိုက်မယ်ဒီမှာ exclamation mark ဆိုတာ not ကိုပြောချင်တာလေနော်အဲ့တော့ is visible ရဲ့ value ထဲမှာပေါ့နော် is visible ရဲ့ value ကိုထည့်မယ်ပြောချင်တာ true ဖြစ်တယ်ဆိုလို့ရှိရင် false ဝင်သွားမယ် false ဖြစ်တယ်ဆိုလို့ရှိရင် true ဝင်သွားမယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒါဘယ်လောက်လဲဒါဆိုလို့ရှိရင် Vue.js နဲ့ဘယ်လိုပုံစံ handle လုပ်မလဲပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဗျာဒီဟာတော့လွယ်ရလို့ပြောချင်တာဗျာဒီကောင်တွေကဆိုလို့ရှိရင်
အဲ့တော့ဒီ method တစ်ခုကလေဒီကောင်ကလေပျောက်သွားတယ်ဒီပျောက်သွားတယ်ပေါ့နော်ဒီမှာရှိနေဒီကောင်တွေကလေ line တွေပို့တယ်ဒီမှာဆိုလို့ရှိရင်ဒီ line လေးနဲ့အကုန်လုံးပြီးသွားတယ် KS ဆိုလို့ရှိရင် CSS ကို Vue.js မှာဘယ်လိုပုံစံရေးမလဲဒါလေးလွယ်တယ်ဗျာအဲ့တော့လုံးဝဒီ HTML project နဲ့တူပဲဗျာအဲ့တော့ဒီထက်မှာ inline style ထည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီတိုင်းပဲဗျာ color ကိုဥပမာ GRE and green ဒီတိုင်းပဲပေးလိုက်အောင်မယ်ဆိုလို့ရှိရင် green white Vue.js မှာပေါ့နော်ဆိုတော့ဒီနှစ်ခုကကြတော့ button 2နဲ့ inline အနေနဲ့ရေးမယ်ဆိုလို့ရှိရင်နည်းနည်းcode တွေရှုပ်မယ်လို့စဉ်းစားရဆိုလို့ရှိရင်ကျွန်တော်တို့က class လေးတစ်ခုကိုပေးလို့ရတယ် sorry class လေးတစ်ခုကိုပေးပြီးတော့ဒီနားလေးမှာပေါ့နော် .bdn ဆိုပြီးတော့ပေါ့နော်ဒီဟာတော့တွားကူလို့ရတယ်ဗျပြောချင်တာဒီဟာတပုံစံလေးပဲလေနော်ရေးနေကြတော့ဒါလေးတွားကူလိုက်မယ်ဒါလေးတွားကူလိုက်မယ်အဲ့တော့ဒီလိုပုံစံလေးပေါ့ဟောအဲ့ဆိုလို့ရှိရင်ဒီမှာရသွားပြီပေါ့နော်ကဲဘယ်လောက်လွယ်လဲဗျပြောရင် Vue.js ကဆိုလို့ရှိရင် Vue.js ကဆိုလို့ရှိရင်ဘယ်လောက်ထိ beginner friendly ဖြစ်လဲဆိုတော့အဲ့တော့ HTML တွေကိုဒီ template ထဲမှာရေးမယ် JavaScript ကိုဒီ script ထဲမှာရေးမယ် CSS ကိုဒီ style ထဲမှာရေးမယ် very simple very easy to adapt ပေါ့နော် Vue.js ကဆိုလို့ရှိရင်ကဲဒါကတော့ဒါ Vue.js နဲ့ပေါ့နော်တူညီတဲ့ဒီကျွန်တော်ဒီ pure JavaScript နဲ့လောက်ထားတဲ့တူညီတဲ့ feature တွေ functionality တွေကိုဘယ်လိုပုံစံထည့်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဘယ်လိုပုံစံ implement လုပ်မလဲဆိုတဲ့ဟာလေးကိုရှင်းပြတာပေါ့နော်အဲ့တော့ဒီ color လေးကို green လို့ပြန်ပြောင်းလိုက်မယ်အဲ့ဒီနေ့မှာ green ဖြစ်သွားပါနော်ကဲဆိုတော့ဆိုလို့ရှိရင် react မှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံလုပ်မလဲဆိုတဲ့ဟာလေးကိုပြောရမှာဖြစ်ပါတယ် okay ဆိုတော့ဒီ react အတွက်ပေါ့နော်ကုတ်ကဘာမှတွားရမလဲဆိုတော့ဒီ app.jsx မှာရေးရမယ်ပေါ့နော်အဲ့တော့ extension လေးတွေကမတူ HTML သို့မဟုတ် pure JavaScript app ဆိုလို့ရှိရင် .html အဲ့တော့ view ဆိုလို့ရှိရင် .view အဲ့တော့ js or ဒီ react ကတော့ .jsx ပေါ့နော်အဲ့တော့နောက်ပိုင်း TypeScript တွေပါညာပေါ်လာတဲ့အချိန်မှာတော့ DSX လေးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာ logic ကတော့ဘာမှမပေါ့အဲ့တော့ react ကတော့ view နဲ့မတူတာပါလဲဆိုတော့အဲ့လို HTML တွေပြီး JavaScript တွေ CSS တွေကိုပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီလိုပုံစံမျိုးခွဲထားတာတော့မရှိဘူးအကောင်လုံးကဒါ everything is inside the function ပဲ function ထဲမှာပဲပြောချင်တာအဲ့ဆိုလို့ရှိရင်ဒီ apps လို့ရှိရင်ကျွန်တော်တို့ဒါ function လေးတခုတော့ရေးရမှာပါဗျာဒီလိုပုံစံလေးပေါ့နော်အဲ့တော့ဒီလိုပုံစံလေးပေါ့အဲ့တော့ဒီထက်မှာပဲကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ return လုပ်မှာဒီလို return လုပ်တာအဲ့ return လုပ်တဲ့ထဲမှာပဲပေါ့နော်အဲ့တော့ main wrapper တခုတော့လိုတယ်ပြောချင်တာဒီမှာဆိုလို့ရှိရင်ဒီ p ရဲ့ button တွေကိုဘာတခုနဲ့မှကျွန်တော်တို့ wrap လုပ်စရာမလိုအုပ်စရာမလိုဒီတိုင်းထားရရေးရပေါ့နော်ဒီမှာဆိုလို့ရှိရင် main wrapper တခုလိုရတယ်ထားလိုက်ပါတော့ DIM နဲ့အုပ်လိုက်ထားလိုက်ပါတော့ p ရှိမယ် p ထဲမှာဆိုလို့ရှိရင်မောင်ရှိမယ်အဲ့တော့ button လေးနှစ်ခုရှိမယ်တခုကဘာလဲဆိုတော့ chain name ဆိုရဲ button လေးရှိမယ်နောက်တစ်ခုကဘာလဲဆိုတော့ show height ဆိုရဲ button လေးတစ်ခုရှိမယ်အဲ့တော့ဒါလေးကို save ပြီးတော့တွားကြည့်တဲ့အချိန်မှာတော့မမြင်ရသေးဘူးဘာလို့လဲဆိုတော့သူ့ရဲ့ syntax find ရဲ့ပေါ့နော်လိုအပ်တဲ့ syntax တွေကမပြည့်စုံသေးဘူးအဲ့တော့ export လုပ်ပေးရတယ်ဒီကောင်ပေါ့နော်အဲ့ဆိုလို့ရှိရင်အခုတော့ကျွန်တော်မြင်ရပြီပေါ့နော်အဲ့ဒီလိုပုံစံမျိုးမြင်ရပြီအဲ့တော့ဒါဆိုလို့ရှိရင်ကြည့်လိုက်ဗျာဒါ JavaScript ဒီ React JS ရဲ့ဘာလဲဆိုတော့ code syntax ပေါ့နော်သူကတော့ဒီလိုပုံစံမျိုးသွားတာပေါ့နော်ဒါ JSX လို့ခေါ်တာပေါ့ဒါဒီ JavaScript ထဲမှာပဲဒါဘာလဲဆိုတော့ HTML code တွေရေးလို့ရတယ် CSS code တွေရေးလို့ရတယ်ခဏနေ CSS code တွေကိုဘယ်လိုပုံစံရေးမလဲဆိုတဲ့အားလေးကိုကျွန်တော်ဒါပြောပြပါမယ်ပေါ့နော်အဲ့တော့ first time အနေနဲ့ဘာလဲဆိုတော့ဒီမောင်ဆိုတဲ့အားလေးကိုဒီကနေပေါ်ချင်တာမဟုတ် JavaScript ကနေပေါ်ချင်တာဒါကြောင့်ကျွန်တော် variable တစ်ခုကိုတော့ declare လုပ်ရမယ် declare variable အဲ့တော့ဒီဟာတော့နေထူးဆန်းတယ်ဗျကျွန်တော်တို့ဒီ view တို့ဒီရိုး JavaScript တို့ ਨੇ ဒါ variable ကြီးညာတဲ့ပုံစံမတူ view နဲ့ရိုး JavaScript ကတော့ဗျာပြောမယ်ဆိုလို့ရှိရင် variable ကြီးညာတဲ့ပုံစံတူတယ် ref လေးတခုပို့တယ်ဒီမှာတော့မဟုတ်အဲ့လိုမဟုတ်အဲ့တော့ဒီလိုပုံစံလာတာဗျာအဲ့တော့ဒါ variable name ပေါ့နော်အဲ့တော့ဥမာအဲ့တော့ being says name ဒီလိုပုံစံဒါတွေကအသေးစိတ်တော့မပြောတော့သူ့ရဲ့ code syntax လေးကဒီလိုပုံစံရှိရလို့ပြောချင်တာအဲ့တော့ use stick ဆိုတဲ့ဟာလေးကတော့လိုအပ်တဲ့ဒီမှာလေဟိုမှာ ref ဆိုပြီးတော့လိုအပ်တယ်လို့မျိုးပဲပေါ့နော်အဲ့တော့ဒီထဲမှာပဲကျွန်တော်တို့ကဘာလဲဆိုတော့မောင်းပါအဲ့တော့ပြောချင်တာဗျာဒီ array ထဲမှာဒီ use stick ကဆိုလို့ရှိရင်ဒီလို array လေးကို array လေးတစ်ခုထဲမှာပေါ့နော်ကျွန်တော် destructure လုပ်တယ်လို့ပြောရမှာလား however name ရ says name ရရှိအဲ့တော့ဒီမောင်ဆိုရဲဒီ string layer ဆိုလို့ရှိရင်ဒီ name ထဲမှာဝင်တယ် says name ကတော့
ဒီ name ရဲ့ value ကို change နေတဲ့အချိန်မှာသုံးတာ or ဒီဟာကို change နေတဲ့အချိန်မှာ okay အဲ့တော့ဒီမှာလေးအဲ့လိုပဲပေါ့နော်ဒီဒီ view လို့ပဲဗျာ display name ဆိုတဲ့ဟာလေးတခုကတော့မလိုအပ်တော့ဒီမှာမရှိတော့ပျောက်သွားတယ်ပေါ့နော်အဲ့တော့ pure javascript မှာပဲလို့ရ react မှာလေးဒါကတော့မလိုဆိုတော့ဒီ name ကိုပဲပေါ့နော်ဒီမှာ direct တော့ပြလို့ရတယ်ဒါပေမဲ့ဒီကောင်ကတော့ဒီလိုဆိုလို့ရှိရင်ရပြီဗျာအဲ့တော့ဒီနားလေးမှာမောင်းဒီနားလေးမှာအဲ့တော့ဒီကောင်ကတော့ view မှာကျတော့ double เนาะ calibrate calibrate ကဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်နှစ်ခုဒီမှာတော့ဒါတစ်ခုလေးနဲ့ဒါပြီးသွားတယ်ပေါ့နော်ဒီလိုလေးပေါ့နော်အဲ့တော့ display name အဲ့တော့နောက်တစ်ခုက display name ပြီးရင်ကျွန်တော် chain name ရှိမယ်နာမည်ကို chain မယ် chain name ကဆိုလို့ရှိရင်လေ function တစ်ခုလိုအပ်တယ်ပေါ့နော်အဲ့တော့ထားလိုက်ပါတော့ chain name ဆိုတဲ့ function တူပဲဗျာဒါကတော့ဒါ view react တူတယ်အဲ့တော့ဒီကောင်အလုံးမလုံးကိုကျွန်တော် console လေးတစ်ခုထုတ်လိုက်မယ် console log ဆိုပြီးတော့ yes it works ဆိုရဟာလေးနဲ့ကျွန်တော်ခဏထုတ်လိုက်မယ်အဲ့တော့ chain name ဆိုတဲ့ function ကိုဘာမှမခေါ်သေးဘူးအဲ့တော့ဒီ button မှာခေါ်မှာအဲ့တော့ react မှာဆိုလို့ရှိရင် pure javascript နဲ့တူပြင်တယ်အဲ့တော့ on click ဒါမဲ့ click ကတော့ c ကတော့အကြီးဖြစ်နေရမှာပေါ့နော်အဲ့တော့ဒါမဲ့တေချာရာကတော့ဒီလို double quote မဟုတ်ပါဘူးဒီလိုပုံစံသွားမယ်နော် curly bracket နဲ့တွားမယ်အဲ့တော့ chain name ဆိုတဲ့ဟာလေးကိုဒီထဲမှာကျွန်တော်တို့ခေါ်ရမှာပေါ့ဒီလိုပုံစံမျိုးခေါ်ရမှာနော်အဲ့တော့တကယ်လို့မလို့သွားပြီးတော့ကြည့်ရအောင်အဲ့တော့ inspect လေးခဏထောက်လိုက်မယ်အဲ့တော့ console လေးကိုတွားလိုက်မယ်အဲ့တော့ဒီနားလေးမှာ it works ဆိုတဲ့ဟာလေးတစ်ခါပေါ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီနားလေးမှာတစ်ခါတည်းနှိပ်စရာမလိုဘူးပေါ့နော်ဟိုခွင်းစားခွင်းပိတ်လေးခေါ်ထားတော့ဒါပေမဲ့ကျွန်တော်ကနှိပ်မှပေါ်ချင်တာအဲကြောင့်လည်းခွင်းစားခွင်းပိတ်လေးကိုဖျောက်လိုက်တယ် on click ဆိုမှဒီ chain name ဆိုတာလေးပေါ်တယ်အဲ့လိုလုပ်တယ်ဆိုတော့ဒီမောင်ကိုကြော်ပြောင်းချင်တယ်ဆိုလို့ရှိရင်စောနာပြောသလိုမျိုးပေါ့နော်ဒီ name ကို change ချင်တယ်ဆိုလို့ရှိရင်ဒီသူ့ရဲ့ second parameter လေးကိုခေါ်ပြီးတော့ set name ထဲမှာပဲဒီလိုလေးထည့်ရတာဗျာဒါကတော့ဒါ Vue.js နဲ့ React.js ရဲ့ဒါ differences လေးပေါ့နော်အဲ့တော့သူတို့ရဲ့ syntax လေးကမတူဒီမှာဆိုလို့ရှိရင်ဒီ variable name ဆို name.value မှာကြော်ဆိုပြီးတော့ထည့်လိုက်တယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ function လေးကိုသူ့ကို modify လုပ်မဲ့ function လေးကိုကြိုပြီးတော့ဘာလို့ဒီလိုလေးသတ်မှတ်ပေးရတယ်ဘာလို့ set name ထဲမှာကြော်ဆိုပြီးတော့ထည့်လိုက်တယ်ဆိုလို့ရှိရင်ဒါအဆင်ပြေသွားတယ် chain name ကိုဒီမှာကြော်ဆိုပြီးတော့အဆင်ပြေသွားတယ်နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ toggle visibility ဆိုတဲ့ဟာလေးတစ်ခုပေါ့နော် visibility ကိုကျွန်တော်တို့ toggle လုပ်တော့မယ်အဲ့တော့ဒီလိုပုံစံလေးပေါ့နော်အဲ့တော့ဒီမှာလေးပဲဘာလဲဆိုတော့ variable တစ်ခုကတော့လိုပြန်ပြီအဲ့တော့ is vi simbl is visible အဲ့တော့ is visible ကိုကျွန်တော်ဗာထားမလဲဆိုတော့ default အနေနဲ့ true ထားမယ်အဲ့တော့ is visible ဆိုတဲ့ဟာလေးကိုပြင်ဖို့လိုအပ်တယ်ဒါကြောင့် set is vi simbl ဒီလိုပုံစံပေါ့အဲ့တော့ဒါကတော့ naming convention မလို့ကြိုက်လို့တော့ပေးလို့ရရဗျာဒီ second parameter တွေကိုဒါမဲ့ naming convention အရာ is visible ဆိုလို့ရှိရင် set is visible name ဆိုလို့ရှိရင် set name email ဆိုလို့ရှိရင် set email ဒီလိုပုံစံတွေတွားတာပေါ့နော်အဲ့တော့ use sticks ဆိုတဲ့ဟာလေးကို default အနေနဲ့ true ထားလိုက်မယ်အဲ့တော့ true ကဘာမှဝင်သွားလဲဆိုတော့ is visible မှာဝင်သွားတယ်အဲ့ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကဘာလဲဆိုတော့ db ကိုဒီ is visible ဆိုတဲ့ဒီ variable ပေါ်မှာမူတည်ပြီးတော့ဖော်လိုက်ဖြောက်လိုက်လောက်မယ်ဗျာနော်ဆိုတော့ဒီ react မှာဘယ်လိုပုံစံရေးလို့ရလဲဆိုတော့ကျွန်တော်တို့ကနောက်ထပ် calibrations လေးတစ်ခုတော့မယ်အဲ့တော့ is visible က true ဖြစ်တယ်ဆိုလို့ရှိရင်လို့ပြောရ true လား true ရဆိုလို့ရှိရင် and အနေနဲ့ဒီကောင်ပြလို့ရရဗျာအဲ့တော့ဒီကောင်လေးကိုကလုပ်ပြီးတော့ဒီနားလေးမှာထားလိုက်မယ်အဲ့တော့ဒီလိုပုံစံပေါ့အဲ့ဒါလို့ရှိရင်ဒီမှာကြည့်လိုက်မောင်ဆိုတဲ့ဟာလေးကိုကျွန်တော်ကမြင်ရတယ် is visible ကဘာဖြစ်နေလဲဆိုတော့ true ဖြစ်နေလို့အဲ့တော့ false လေးကိုတွားပြီးတော့တွားလောက်လိုက်မယ်မောင်ဆိုတဲ့ဟာကျွန်တော်မမြင်ရအောင်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာ condition ခံလိုက်လို့အဲ့တော့နေတော့2 channel တွေမှာတော့ပါတယ်ပေါ့အဲ့တော့ beginner friendly တော့နည်းနည်းတော့မဖြစ်ဘူးကြည့်လိုက်တာနဲ့ဘိုင်းလေကွာသိရမလားဒါ calibrate တွေရှိရဲအဲ့တော့ဒီ if the if တွေဆိုလို့ရှိရင်ကျွန်တော်ပုံမှန်မြင်နေကြဟာနေတူရကွာ if တကယ်လို့များ is visible က true ဖြစ်တယ်ဆိုလို့ရှိရင်ဒါပြမယ်မဟုတ်ပါဘူးဒီဒါပြမယ်ပေါ့နော်အဲ့တော့ is visible the false ဖြစ်တယ်ဆိုလို့ရှိရင်မပြအောင်ဆိုတဲ့အဓိပ္ပာယ်တခါရေးမြင်တာဒါလေးဆိုလို့ရှိရင်တော့နည်းနည်းတော့ထူးဆန်းတယ်လို့ရရှိရပါတော့ဒီလိုလေးဘာလို့ဆိုတော့ JavaScript ထဲမှာပဲဒီ HTML တွေရောကျွန်တော်ရောထည့်ထားတော့ a little bit weird right okay အဲ့ဆိုလို့ရှိရင် is visible the true လား true ဆိုလို့ရှိရင်ပြမယ် false လား false တယ်ဆိုလို့ရှိရင်မပြဘူး that's why we don't see it နော်ဒါမမြင်ရဘူးဗျာ false ဖြစ်နေတဲ့အတွက်ကြောင့်အဲ့တော့ဒီနားလေးမှာ toggle လောက်လိုက်မယ်အဲ့တော့ဘယ်လို toggle လုပ်မလဲဆိုတော့တကယ်လို့များ on click ဒါ
show high ဆိုတဲ့ button ကိုနှိပ်တယ်ဆိုလို့ရှိရင်ပေါ့နော် toggle toggle visibility visibility ဆိုတဲ့ method ကိုခေါ်မယ် function ကိုခေါ်မယ်ဒါပေမဲ့မရှိသေးဘူးအခုပဲကျွန်တော် ရေးမှာပေါ့နော် function ဒီလိုပေါ့အဲ့တော့ဒါလည်းအဲ့လိုပဲအဲ့တော့ says is visible ကိုခေါ်ပြီးတော့ဗာလဲဆိုတော့ဒီကောင်ရဲ့ဗာလဲဆိုတော့စမ်းကျင်ဘက် value ကိုကျွန်တော်ထည့်လိုက်အောင်မယ်ဒီလိုပေါ့အဲ့တော့ဒီထဲမှာဆိုလို့ရှိရင် is visible က true ဖြစ်တယ်ဆိုလို့ရှိရင် false ထည့်မယ် false ဖြစ်တယ်ဆိုလို့ရှိရင် true ထည့်မယ်ဘာလို့ဆိုတော့ကျွန်တော်က toggle လုပ်ထားတော့လေအဲ့တော့ default အနေနဲ့ကျွန်တော်ကဗာလဲဆိုတော့ true ထားလိုက်မယ်အဲ့တော့ true ရဆိုလို့ရှိရင် false တယ် false တယ်ဆိုလို့ရှိရင် true တယ်ဒါလေးပေါ့ဒါတော့ဒါဘာလဲဆိုတော့ React.js ရဲ့ code ကဒီလိုပုံစံရှိရတဲ့ဟာလေးကိုဒါကျွန်တော်ပြောတာပေါ့နော်အဲ့တော့ React.js ကိုကြိုက်တဲ့လူရှိရကြိုက်တယ်ဆိုလို့ရှိရင်လေ့လာဗျာမိုက်တယ်ပေါ့နော်အဲ့တော့ Vue.js ထက်တော့ဘယ်လိုပြောရမလဲဆိုတော့ community ကတော့ပို့ပြီးတော့ကြီးရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါမဲ့လုပ်လို့ရတဲ့ပုံစံတွေကတော့တူတူပါပဲပေါ့နော် learning curve ကတော့ပိုကြီးရ React က Vue ကတော့ learning curve နေရမြန် application တွေရေးချင်တယ်ဆိုလို့ရှိရင်တော့ Vue တော့လေ့လာပေါ့နော်အဲ့တော့ community ကြီးလို့ချင်တယ်ဆိုလို့ရှိရင် React ကိုလေ့လာမှာပေါ့ဒါမဲ့နှစ်ခုစလုံးတော့လေ့လာတာပိုကောင်းတယ်ပေါ့နော်ဆိုတော့ဒီ React မှာ style တွေပေါ့နော် CSS ကိုဘယ်လိုပုံစံထည့်မလဲ okay အဲ့တော့ဒီမှာဒီ P မှာ style ထည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာလေးဒီတိုင်းတော့ရေးရတယ်အဲ့တော့ဒါမဲ့နောက်တဲ့ color braces တခုတော့ထည့်ရတယ် color ထဲမှာကျွန်တော်တို့ဗာလဲဆိုတော့ဒီမှာဆိုလို့ရှိရင် blue လို့ပေးလိုက်မယ် blue ဘယ်သူအဲ့ဆိုလို့ရှိရင်ဒီကောင်တော့ကြည့်တော့ဒီလိုအပြာရောင်တော့ဖြစ်သွားတယ်အဲ့တော့ဒီကောင်တွေကိုဆိုလို့ရှိရင်ထားလိုက်ပါတော့တဘုံဆိုတော့လေဘုံဆိုတော့ဟိုလေးတစ်ခုပေးလိုက်မယ်ဗျာ style တစ်ခုပေးလိုက်မယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင် btn style ဆိုရဲဟို variable တစ်ခုထည့်လို့ရတယ်အဲ့တော့ဒီ view လိုပုံစံမျိုးဗျာဒီမှာရေးလို့တော့မရဗျာအဲ့လိုတော့မရှိဘူးအဲ့တော့ external css သုံးရင်တော့ရတယ်တော့ဒီ external css ကျွန်တော်တို့ကမပြထားဘူး internet ပဲဆိုတော့ဒီလိုပုံစံရေးရထားလိုက်ပါတော့ဒီ style ဆိုတဲ့အထက်မှာဒီ btn style ဆိုရဲဘာလဲဆိုတော့ဟိုအောင်ထိလိုက်တာပေါ့ variable ကိုထိလိုက်တာပေါ့အဲ့ဒါကိုဒီအပေါ်မှာပဲပေါ့နော်တနေရာမှာတွားရေးလို့ရတာပေါ့အဲ့ဆိုလို့ရှိရင်တော့အဲ့တော့ဘယ်လိုပုံစံလဲဆိုတော့ဒီလို btn style ဒီလိုပုံစံအဲ့တော့ဒီထဲမှာပဲပေါ့နော်အဲ့တော့အဲ့ဆိုလို့ရှိရင်အဲ့ style တွေကဘာတွေဖြစ်မလဲဆိုတော့ padding ရှိမယ်အဲ့တော့ padding padding ကဆိုလို့ရှိရင်ဟုတ်ပြီနော်10 pixel 10 pixel okay ဒီဟာပဲကြည့်လိုက်မယ် border radius ကို20နော် border radius radius ကို20 pixel ဒီလိုတော့မရပါဘူးဗျာဒီမှာဆိုလို့ရှိရင်လေအဲ့တော့ဒီလိုတော့ရေးပေးရတယ်ဒါ chemicals ပုံစံနဲ့တွားပေးရတာပေါ့နော်အဲ့တော့ဆိုလို့ရှိရင် border radius ကိုဒီမှာနော်အဲ့တော့ border ဖြောက်မယ်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ border ကို0အဲ့တော့ border 0မရှိတော့ဘူးเนาะအဲ့တော့ background color ပေးမယ် background အဲ့တော့ background အဲ့တော့ use css လို့မျိုးဒီလိုရေးလို့မရပါဘူးအဲ့တော့ background color ကို blue blue ဒီတိုင်းမရအောင်အဲ့တော့ဘယ်လိုပုံစံနဲ့ရေးရမလဲဆိုတော့ဒီလို chemicals နဲ့ပဲရေးပေးရတယ် background color ကို blue ဒီလိုပုံစံစာသားလေးကမမြင်ရတော့အဲ့တော့ color ကို white okay အဲ့တော့ name ကို change လို့ရတယ် show height လို့လို့ရတယ် okay ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ pure javascript ပေါ့နော် pure javascript ရဲ့အဲ့တော့ Vue.js ရဲ့အဲ့ React.js ရဲ့မှာပေါ့နော်ဒီလိုရိုးရှင်းတဲ့ feature 3ခုကိုဘယ်လိုပုံစံ implement လုပ်မလဲဆိုတာလေးကိုကျွန်တော်ပြောပေးသွားတယ်အဲ့တော့ဒါမဲ့ဒီကောင်းရဲ့ဘာလဲဆိုတော့ဒီ video ရဲ့အရေးချက်ကဘာလဲဆိုတော့ major ကပေါ့နော်ဒီ Vue React pure javascript ရဲ့ဒါကောင်းကျိုးဆိုးကျိုးတွေကို major ကိုကျွန်တော်မိမောင်းထုတ်ပြချင်တာမဟုတ်အဲ့တော့ Vue React အဲ့တော့ pure javascript ရဲ့ code syntax ကဘယ်လိုပုံစံလဲသူတို့က how they look ပေါ့ကွာသူတို့ဘယ်လိုပုံစံသူတို့လေးတွေကိုဘယ်လိုပုံစံရေးရလဲဆိုတဲ့ဟာလေးကိုဒါ major ကိုကျွန်တော်ဒါပြောပေးနေရပါတော့အဲ့ဒါလို့ရှိရင်ဒီလောက်ဆိုလို့ရှိရင်တော့ဒါ pure javascript ကတော့သိပြီးသားအဲ့တော့ Vue.js နဲ့က Vue.js ရဲ့ code ကဘယ်လိုပုံစံနေလဲဘယ်လိုပုံစံရှိလဲအဲ့တော့ React.js code ကဘယ်လိုပုံစံရှိလဲဆိုတာလေးကို major ကဒါကိုယ်နဲ့မြင်သွားပြီလို့ကျွန်တော်ထင်တယ်ပေါ့နော် okay အားလုံးပဲရှိပါ